ဒီနေ့အသေးစိတ်လေးလာမှုမှာကာလကြာရှည်အထီးကျန်ဆန်ခဲ့တဲ့ဒီဘူတန်နိုင်ငံလေးဟာရှေ့အောင်အစလာဒီနဲ့ခစ်တစ်ကဘာရဲ့လိုအပ်ချက်တွေကိုဘယ်လိုများအပေးယူလုပ်ပြီးဖြတ်တတ်နေသလဲဆိုတော့ကိုဆွဲထုတ်ကြည့်ကြရအောင်ဗျာဟုတ်ကဲ့ဒီအချက်လက်တွေထဲမှာကျမအတွက်အံ့ဩစရာကောင်းဆုံးကအဲ့ဒီစန့်ကျင်ဘက်အစွမ်းနှစ်ပါးကြားကဟန်ချက်ညင်အောင်ထင်းချောင်းထားတဲ့အပိုင်းတွေပဲရှင်ပထမဆုံးအနေနဲ့သူတို့ရဲ့တဘာဝပတ်ဝန်းကျင်အခြေအနေကိုအရင်ကြည့်အောင်လေကောင်းပါပြီစရင်စရာတွေအရာဆိုရင်ဘူတန်ကတနစ်ကိုကာဗွန်ဒိုင်အောက်ဆိုက်ဝင်ငွေနဲ့တမန်နဲ့တန်းတန်လောက်ထုတ်လွှတ်တယ်ပေါ့နော်ဒါမဲ့သူတို့စီယာတက်တိုးတွေကနေပြီးတော့6တန်းတန်ကျော်ကိုပြန်လည်ဆုပ်ယူပေးနေတာတွေ့ရတယ်ဟာဒါဆိုရင်ဘူတန်ကတကဘာလုံးအတွက်ဘာခေါ်မလဲတဘာဝလေးတန်စင်ဇတ်အကြီးစားကြီးတစ်ခုလို့ဖြစ်နေတာပေါ့ဟုတ်တယ်ရှင်ဒါနဲ့အဲ့ဒါကဒီတိုင်းအလိုလိုဖြစ်လာတော့မဟုတ်တော့ဘူးထင်တယ်နော်ဒါပေါ့အဓိကတော့ချက်ကသူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာကနိုင်ငံ area ရဲ့အနည်းဆုံး60%ရာခိုင်နှုန်းဟာတက်တော်ဖုန်လွှမ်းရမယ်လို့အခိုင်အမာပြဋ္ဌာန်းထားတာပဲရှင်အခုလက်ရှိမှာဆိုရင်69ကနေ92%ရာခိုင်နှုန်းအထိတောင်ရှိနေတယ်လေတော်တော်များတာပဲဟုတ်တယ်ပြီးတော့ပြည်တွင်းသုံးအတွက်ရောအိန္ဒိချင်းနိုင်ငံတွေကိုပို့ကုန်အနေနဲ့ရောင်းချဖို့ပါတဘာပဝင်းကျင်ကိုမထိခိုက်တဲ့ရေအားလက်စစ်ကိုအသုံးပြုပြီးစီးပွားရေးကိုလက်ပတ်နေကြတာရှင်ဟုတ်တယ်ဒါပေမဲ့အဲ့လိုတီးခြားဖြစ်နေတဲ့အတွက်လူမှုတိုင်းဝိုင်းဖင့်စည်းပုံတွေကလည်းတော်တော်လေးထူးခြားနေတာကိုအရင်မြစ်ဒီထဲမှာတွေ့ရပြန်တယ်ဗျာအထူးသဖြင့်အမျိုးသမီးတွေကိုဗဟိုပြုတဲ့စနစ်မျိုးလေးပေါ့နော်ဟုတ်တယ်ကျေးလက်ဒေသအတော်များများမှာသမီးမင်းကလေးတွေကမိသားစုအမွေကိုဆက်ခံပြီးယောက်ျားတွေကအမျိုးသမီးအိမ်ကိုလိုက်နေရတဲ့ delete ဒီအကြောင်းဖော်ပြထားတာတော်တော်လေးစိတ်ဝင်စားစရာကောင်းနေရှင်ဆိုတော့အိမ်မက်ထဲကလို့ပေါ့တကယ်တော့မြေယာလို့အရေးမြစ်ရှားပါတဲ့တောင်တန်းဒေသဖြစ်နေရရဲ့ပြီးတော့မြေယာကိုအစိတ်မုံမှာမခွဲဝေခြင်းနဲ့စီးပွားရေးတွက်ချေကိုင်မှုသဘောတရားတွေပါဝင်နေလို့ပါရှင်ခဏလေးအဲ့ဒီမြေယာမခွဲဝေခြင်းတဲ့ကိစ္စကြောင့်ပဲညီကိုတွေအားလုံးကဇနီးဥရုတဲ့ကိုများယူတဲ့စနစ်တောင်ရှိခဲ့တယ်ဆိုတာဖတ်လိုက်ရတယ်ဗျဟုတ်တယ်ရှင်အစားကတော့ဒါဟာအမျိုးသမီးတွေတဲ့ပရမီတုဘုံကြီးလို့ထင်ရပေမဲ့တကယ်တမ်းကျတော့စီးပွားရေးရရှင်သန်နေဖို့လက်တွေ့ကြဖြည့်ရှင်းခဲ့တဲ့နီလန်းတစ်ခုဖြစ်နေတာပဲเนาะတိကျတဲ့ကောက်ချက်ချမှုပါပဲရှင်အဲ့ဒီစနစ်ကို1980အိမ်အောင်ရေးဥပဒေပြဋ္ဌာန်းပြီးမှပယ်ဖျက်ခဲ့ပေမဲ့အခုချိန်ထိကျေးလက်စီးပွားရေးမှာအမျိုးသမီးတွေကမိသားစုရဲ့ဗဟိုချက်အဖြစ်ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိနေစေပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့ရိုးရဒလိတိုင်းကတော့ဒီလိုချီးပဲဖြစ်ဖြစ်ဆိုမနေခဲ့ဘူးရဘယ်လိုမျိုးလဲရှင်အတိတ်ကိုပြန်ကြည့်ရင်တိတ်မလာပါတဲ့မောင်မိုက်တဲ့အပိုင်းလေးရှိခဲ့တာပဲလေဥမာကြမ်းတမ်းကလူမှုစင်တန်ခွဲခြားမှုတွေနဲ့ကျွန်းစနစ်မျိုးတွေပေါ့ဟုတ်တယ်ရှင်1950ပြည်လွန်နှစ်တွေထိကိုလမ်းတွေစေယုံတွေကျောင်းတွေမရှိပဲအထီးကျန်ဆန်ခဲ့တဲ့ကာလမှာမိဖိုင်ရှင်တွေနဲ့ဖုန်းကြီးကျောင်းတွေကဩဇာလွှမ်းမိုးခဲ့ကြတယ်အဲ့ဒီအချိန်က Drap နဲ့ Zap လို့ခေါ်တဲ့လွတ်လပ်ခွင့်လုံးဝမရှိတဲ့လူရန်စားတရားရှိခဲ့ပြီးတော့ကျွန်းစနစ်ကိုပြေဝကျင့်သုံးခဲ့ကြလားရှင်ပထမ50ပြည်လွန်နှစ်တွေရောက်မှဆိုတော့တကယ့်ကိုမကြသေးခင်မှာပဲဗျာဟုတ်တယ်လေကဘာကြီးကခင်မီနေပြီဖြစ်တဲ့အချိန်မှာသူတို့စီမှာကျွန်းစနစ်ရှိနေသေးတာကတော်တော်လေးကိုအံ့ထိုးစရာပဲအဲ့ဒါဘာလို့အဲ့ဒီချီရောက်မှရုတ်တရက်ကြီးချက်တင်းကျစ်ခဲ့တာလဲဗျဒါကတတိယဆက်မြောက်ပြီးရင်က1956နဲ့1958ခုနှစ်ကျောင်းမှာဒီစနစ်ကိုအပြီးတိုင်ဖျက်သိမ်းခဲ့တာပါရှင်အကြောင်းရင်းကပြင်ပကဘာနဲ့ဆက်တွယ်ဘူးလို့အပ်လာလာရဲ့ပြီးတော့ခင်မီအုပ်ချုပ်ရေးရန်ထားတာတခုတိဆောက်ဖို့လွတ်လာလာရဲ့အကြောင်းပါပဲအဲ့လိုကိုဟုတ်တယ်ကျွန်းနေကိုလွတ်လပ်ခွင့်ပေးပြီးမြေယာတွေခွဲဝေပေးလိုက်ခြင်းအားဖြင့်ခေတ်သစ်နိုင်မြန်တို့တိဆောက်ရေးအတွက်အုတ်မြစ်ချခဲ့တာဖြစ်ပါတယ်ရှင်အဲ့ဒီတော့ဒီလိုတင်းကျပ်တဲ့လူမှုအဆင့်တန်းတွေကိုပုံဖော်ခဲ့တဲ့ဘာသာရားကအခုချိန်ဒီဘူတန်လူမျိုးတွေရဲ့နေစဉ်ဘဝမှာအထူးသဖြင့်စားတောက်မှုပုံစံမှာလွှမ်းမိုးနေစေပဲဆိုတာစောင်းပါးတွေထဲမှာအထင်ရှားတွေ့ရတယ်ဗျဟုတ်တယ်ရှင်ဘူတန်ကဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့တက်ရှိတတော်တွေကိုတက်ပြက်ခြင်းကိုရှောင်ကျဉ်ကြတယ်ပေါ့နော်ဒါပေမဲ့သူတို့ကအသားစားဖို့ကိုတော့တော်တော်လေးမတ်မော့ကြပြန်ရောဒါကတကယ်ကိုထူးခြားတဲ့အပေးယူလုံးမပဲနော်ဟုတ်ပါတယ်မှတ်တမ်းတွေအရဆိုရင်2029မှာတင်ပြည်ပကနေအသားတန်းချိန်6000အထိတင်သွင်းခဲ့ရတယ်ငွေကြေးရဟင်ကြည့်ရင်ငူးထန်985တန်းပို့လောက်ရှိတယ်ဗျတော်တော်များတဲ့ပမာဏပဲဟုတ်တယ်အဲ့ဒီမှာတက်တဲ့အကုသိုလ်ကနိုင်ငံခြားမှာကျန်းခဲ့ပြီးစားရတဲ့ကုသိုလ်ကအင်ရောက်လာတယ်ဆိုပြီးတော့အရွှန်းဖောက်ပြောဆိုကြတာကတော်တော်လေးမှသားစရာပဲဗျဒါကတော့ဘာသာရေးယုံကြည်မှုနဲ့လက်တွေ့ဘဝရဲ့လိုအပ်ချက်ကြားမှာကိုဖြစ်သိမ်းတဲ့နီလန်တစ်ခုလို့ဆိုရမှာပေါ့ရှင်ဟုတ်နာတဲ့အမြင့်ကကြောက်ကမ်းပါးရံမှာရှိတဲ့ကြားတိုက်ဖုံကြီးကျောင်းကိုကြည့်လိုက်ရင်သိနိုင်တယ်ဟုတ်ကဲ့16လေကိုခုနှစ်ကတည်းကတိဆောက်ခဲ့တာဖြစ်ပြီး1998ခုနှစ်မီလောင်မှုအပြီးမှာတော့
အစိုးရကငွေကြေးနဲ့လောအားများများစွာအကုန်အကျခံပြီးငကိုယ်တိုင်းပြန်လဲမွမ်းမံခဲ့တာကသူတို့ယုံကြည်မှုဘလုံးနဲ့ဆိုင်တယ်လဲဆိုတာပြသနေပါတယ်ရှင် ဟုတ်တယ်ဗျာတေချာစဉ်းစားကြည့်ရင်ဒီအချက်တွေအလုံးကတစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်သီလား ဘယ်လိုမျိုးလဲရှင် ပြည်ပကနေအသားတင်သွေးပြီးအခုတို့ကိုတခြားနိုင်ငံတွေစီလွှဲချထားတယ်လို့မျိုးပေါ့နော်ဒါဟာဖွံ့ဖြိုးပြီးနိုင်ငံတွေကသူတို့ရဲ့ကာဗွန်ထုတ်လွှတ်မှုတွေကိုတခြားစက်မှုနိုင်ငံတွေစီလွှဲချထားတာနဲ့တွားစစ်နေတယ်ဗျာ ။အော်ဒါကတကယ်ကိုစိတ်ဝင်စားစရာရှုထောင်တစ်ခုပဲ ဟုတ်တယ် ။ဆိုလိုတာကခေတ်သစ်ကဘာရဲ့အစိုးကျိုးတွေကိုတခြားနေရာတွေစီကိုလွှဲချထားရရဖြစ်ကိုယ့်ရဲ့တန်ဆင်းမှုကိုဆက်ထင်းထားရတဲ့သဘောမျိုးပေါ့ အတိအကျပဲဗျာဒါဆိုရင်ဘူတန်နိုင်ငံအနေနဲ့ကဘာကြီးနဲ့ပုံမဆက်သွယ်လာပြီးဖွံ့ဖြိုးတိုးတက်မှုတွေကိုရယူလာတာနဲ့အမျှသူတို့စီကသဘောဝနဲ့ယဉ်ကျေးမှုတန့်စင်မှုကိုဆက်လက်ထင်းသိမ်းဖို့အတွက်ဒီလိုမျိုးကိုကျင့်တရားဆိုင်ရာအပေးယူလိုမှုတွေကိုရေရှည်ဆက်လုပ်သွားနိုင်ပါဦးမလား ။တကယ်ကိုစဉ်းစားစရာပါပဲရှင် ဒါခေတ်သစ်ကဘာကြီးတဲ့ကိုရှောက်လာနေတဲ့တကားပိတ်နိုင်ငံဟောင်းလေးအတွက်အဖြေရှာရမယ်စိတ်ဝင်စားစရာမေးခွန်းတစ်ခုပဲထူပါရဲ့ဗျ ။